အဲဒီကတော့ sketch သုံးပြီးတော့မှဆွဲထားတဲ့အစာအုပ်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအစာအုပ်တွေဆွဲတာဝါသနာပါတဲ့ကလေးတွေအတွက်ကွန်ပျူတာပြင်ဆင်အခြေခံပြီးတဲ့သူတိုင်းတက်ရောက်နိုင်မှာဖြစ်ပါတယ်ဒီဥစ္စာကတော့ engineering ပညာရပ်ထဲမှာတစ်ခုဖြစ်တဲ့နော်အစာအုပ် engineering ပညာတစ်ခုဖြစ်ပါတယ်ဒီပညာရပ်တွေကိုဒါကလေးတွေလည်းသင်ယူလို့ရတယ်နော်အဲ့တော့ basic အခြေခံသင်တန်းပြီးတဲ့ကလေးတိုင်းဒါသင်ယူနိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီ sketch သုံးဖို့ဆိုလို့ဆိုရင်အနေဆုံးအလေတန်း9တန်း10တန်းအရွယ်လောက်ဆိုလို့ဆိုရင်သုံးရတာဒါနည်းနည်းအဆင်ပြေမယ်ငယ်ရတဲ့ကလေးဆိုလို့ဆိုရင်တော့ပန်ချီ software နဲ့သင်ပေးတယ်ပန်ချီ software ဆိုရင်အစာအုပ်ရေးဆွဲတာပဲသူကပို့ပြီးတော့မှကလေးအတွက်နားလဲရလဲလွယ်တယ်သုံးပြရတယ်လွယ်ကူတယ်sketch နဲ့ရှင်တော့ဒါ sketch ကတော့ပို့ပြီးတော့ကောင်းတယ်เนาะ architecture တွေမှာဆိုတော့ဆိုရင်ပို့ပြီးတော့ကောင်းတယ်ပန်ချီကတော့ကလေးတွေအတွက်အဆင်ပြေတယ်ဒါမှမဟုတ် soft တွေအတွက်လည်းအဆင်ပြေတယ်အဆင်မြင့်နေကြတော့သူကတိတ်ပြီးတော့မလုံးနိုင်ဘူးပေါ့နော်ကလေးတွေအတွက်ဆိုလို့ဆိုရင်6တန်း9တန်း9တန်းအောက်ပိုင်းပေါ့နော်အောက်ပိုင်းဆိုလို့ဆိုရင်ပန်ချီအစာအုပ်ဆွဲညာ software ကအဆင်ပြေပြီးတော့မှ890အထက်ပိုင်းကလေးတွေအတွက်ဆိုလို့ဆိုရင် sketch ကပို့ပြီးတော့သင်နေရတယ်ဒါကြောင့်မို့ဒီနော်အစာအုပ်ကိုလေးလာခြင်းတဲ့ကလေးတွေနဲ့AMP မှာလာပြီးတော့မှသင်ယူနိုင်ပါတယ်လို့တင်ကောင်းပါတယ်အားလုံးပဲ like subscribe လေးတွေလည်းလုပ်ပေးကြပါဦးနော်